ကျွန်တော်အနေနဲ့ဒီစထတန်ခနာတင်အောင်ပွဲ290ပြည့်အထိမ်းအမှတ်အခမ်းအနားကြီးကိုကျင်းပခွင့်ရတဲ့အတွက်အများကြီးဝမ်းသာပီတိဖြစ်မိပါတယ်။ဘာကြောင့်လဲဆိုတော့ဖျားရှင်ကိုရောမြတ်ကြီးရဲ့သာသနာမှာကျွန်တော်တို့ကဓမ္မခန္ဓာပေါင်း8400ကျွန်တော်တို့ကစူးစီးပြီးတော့မှဝီနီတုတ်တန်အဘိဓမ္မာဆိုပြီးတော့မှသတ်မှတ်ပြီးတော့မှတန်ခါနာတင်ခဲ့ကြတာပေါ့နော်။အကြောင်းကြောင်းနေပေါ်ပေါက်လာတဲ့အခါမှာတန်ခါနာတင်ရတယ်။အဲ့တော့ပထမအကြိမ်တန်ခါနာမတင်ခင်တုန်းကဆိုရင်လည်းပဲဖျားရှင်ကိုရောမြတ်ကြီးပြိဋိနိဗ္ဗာန်ပြုပြီးတော့လာပိုင်းလေးအလိုမှာပဲသုဘတရဟန်းကြီးကငါရှင်တို့ဖျားရှင်ကိုရောမြတ်ကြီးပြိဋိနိဗ္ဗာန်စံတော်မူတာဝမ်းနဲ့မနေကြနဲ့ဒီအချိန်မှာဖျားရှင်ကိုရောမြတ်ကသူရှိစဉ်တုန်းကဝီနီးတွေနဲ့တတ်မှတ်ပြီးတော့ဟိုကမလို့ရဒီဟာမလို့ရတွေပြောခဲ့တာအခုတို့လို့ရလို့လွတ်ပြီးကျွတ်ပြီးဆိုပြီးတော့မှဒီလိုမျိုးပြောလိုက်တဲ့အခါအရှင်မဟာကတ္တဗကိုရောမြတ်ကြီးကအင်မတန်မှတုန်လှုပ်သွားခဲ့တယ်အဲ့ဒီအချက်ပေါ်မှာမူတည်ပြီးတော့ဖျားရှင်ကိုရောမြတ်ကြီးဟောကြားခဲ့တဲ့ဝီနီးတုတ်တန်အဘိဓမ္မာဓမ္မခန္ဓာပေါင်း8400ကိုတို့တွေစုပေါင်းပြီးတော့မှမှတ်တမ်းတင်မှရမယ်ဆိုပြီးတော့မှအရှင်မဟာကတ္တဗကိုရောမြတ်ကြီးနဲ့အရှင်အာနန္ဒာတို့ကဥစည်းပြီးတော့မှယဟန္တာကိုရောမြတ်ကြီးတွေကနေပြီးတော့မှပထမအကြိမ်တန်ခါနာတင်ခဲ့တာပေါ့နော်အဲ့ဒါပြီးတဲ့အခါကျတော့ဒုတိယအကြိမ်မှာလည်းပဲဒီလိုသာသနာရုပ်လျော့စဉ်အကြောင်းတွေပေါ်ပေါက်လာတဲ့အခါမှာအိန္ဒိယနိုင်ငံမှာပဲဒုတိယအကြိမ်တန်ခါနာတင်ခဲ့တယ်တတိယအကြိမ်တန်ခါနာတင်ခဲ့တယ်အဲ့ဒါပြီးတဲ့အခါကျတော့စတုတ္ထအကြိမ်မှာတော့ရွှေလင်္ကာနိုင်ငံမှာတန်ခါနာတင်တာပေါ့အဲ့ဒီအခါကျတဲ့အခါကျရင်တော့ပေထက်မှာအခရာတင်ပြီးတော့မှတ်တမ်းတင်ခဲ့တယ်ဒါဟာလည်းဘာဖြစ်လို့လဲဆိုတော့နောက်တစ်ချိန်မှာလူတွေဟာမှတ်ဉာဏ်နေအတိနဲလာတဲ့အခါကျရင်ပေထက်အခရာတင်မှဖြစ်မယ်ဆိုပြီးတော့မှယဟန္တာအရှင်မြတ်ကြီးတွေကပေထက်အခရာတင်ခဲ့တာပေါ့နော်ဒါပြီးတဲ့အခါကျတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းပဲဒီနှစ်ပေါင်း2000ကျော်လာတဲ့အခါကျတော့ပေပရိုက်မူတွေကအမျိုးမျိုးကွဲပြားလာတဲ့အခါကျတော့ဒီအပေါ်မှာမင်းတို့မင်းကြီးကနေပြီးတော့မှဒါတွေကိုပြန်ပြီးတော့မှစုစုစည်းစည်းနဲ့ဆောင်ရွက်မယ်ဆိုပြီးတော့မှပြင်စမအကြိမ်တန်ခါနာတင်ခဲ့တာပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာပြင်စမအကြိမ်တန်ခါနာတင်တဲ့အခါမှာတော့ကြောက်တဲ့အခရာတင်နိုင်တာပေါ့ဒါပြီးတဲ့အခါကျတော့1956ခုနှစ်ရောက်တဲ့အခါကျတော့ကျွန်တော်တို့မြန်မာနိုင်ငံကလည်းပဲကိုလိုနီခေတ်မှာเนาะနိုင်ငံသားတွေကအုပ်ချုပ်ခဲ့တာဆိုတော့သာသနာမှာရုပ်လျော့စီယံအကြောင်းရက်တွေပေါ်ပေါက်ခဲ့တာတကြောင်ဒီကြောက်တဲ့အခရာတင်ခဲ့တဲ့အရာတွေပေါ်မှာထပ်မံစူးစီးပြီးတော့မှမှတ်တမ်းပြုနိုင်ဖို့ရန်အတွက်ကျွန်တော်တို့သမ္မတကြီးဥပဦးတို့နော်ဝင်းကြီးချုပ်ဦးနုတို့စာဦးသွန်တို့ဦးစီးပြီးတော့မှစထတန်ခနာကြီးကိုတင်ခဲ့တာပေါ့ဒီလိုတင်ခဲ့တဲ့အခါမှာလဲဟလာညောင်ရမ်းဆရာတော်ဖျားကြီးဦးစီးပြီးတော့မှမဟာစီဆရာတော်ဖျားကြီးလို့ဆရာတော်ဥဝိစိတ်တတာရတို့ဟာတန်ဃာပေါင်း2500နဲ့ထေရဝါဒဗုဒ္ဓဘာသာ9နိုင်ငံအပါအဝင်စုပေါင်းပြီးတော့တန်ဃာနာတင်ခဲ့တာပေါ့နော်အဲ့ဒီလိုတင်တဲ့အခါမှာတော့ကျွန်တော်တို့စာရွက်ပေါ်မှာခဲစလုံးနဲ့မှတ်တမ်းတင်ခဲ့တာပေါ့ဒီလိုမှတ်တမ်းတင်ခဲ့တဲ့စထတန်ဃာနာတင်ကြီးဟာကျွန်တော်တို့အခုအချိန်မှာဆိုရှင်တော့နှစ်ပေါင်း80ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်အဲ့လိုနှစ်ပေါင်း80ပြည့်မြောက်တဲ့အခါမှာယခင်တုန်းကဆရာတော်တန်ဃာတော်အရှင်သူမြတ်ကြီးတွေမင်းကောင်းမင်းမြတ်တွေဟာတန်ဃာနာတင်ပြီးတော့မှတ်တမ်းတင်ထားခဲ့တာဒီကိုကျွန်တော်တို့ဒီကနေ့အချိန်အခါမှာဒါကိုအမှတ်တရအနေနဲ့ဂုဏ်ပြုပြီးတော့ဆောင်ရွက်ခဲ့ရတာကျွန်တော်အနေနဲ့အင်မတန်ဝမ်းသာပါတယ်ဒီလိုဆောင်ရွက်ခွင့်ရတာကလည်းပဲနိုင်ငံတော်သမ္မတကြီးကဥဆောင်ပြီးတော့မှကျွန်တော်တို့ကိုဒီလိုဆောင်ရွက်ဖို့လမ်းညွှန်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပီတိဖြစ်တယ်ဆိုတာနိုင်ငံတော်သမ္မတကြီးရဲ့လမ်းညွှန်မှုကိုဆောင်ရွက်ခွင့်ရတာဒီလိုဆောင်ရွက်တဲ့အခါမှာဗုဒ္ဓဘာသာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဒါကိုအလေးအနက်ထားပြီးတော့ပြန်လည်သိရှိဖော်ထုတ်ခွင့်ရတဲ့အပေါ်မှာမူတည်ပြီးတော့ကျွန်တော်အနေနဲ့အများကြီးဝမ်းသာပါတယ်ဗျာ